ဖလားလေးလုံးလမ်းချောင်းပေါ်မှာရှိနေတဲ့အာဆင်နယ်တကယ်ပဲတမိုင်းတစ်ရေးထိုးနိုင်မှာလားပရိသတ်များလုံးဝမင်္ဂလာပါဗျာစပါနနာမင်းအိုင်ဘက်ခွန်ရှိကို5မိနစ်ဗမန်အေးချန်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်အင်္ဂလန်ဘောလုံးတမိုင်းတစ်ရှောင်းမှာမန်ချက်စတာမြို့ကန်ကလပ်တွေဖြစ်ကြတဲ့မန်ချက်စတာစီးတီးနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာတရားဒီအတွင်းဖလား၃လုံးရယူနိုင်ခဲ့တဲ့အသင်းတွေဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာ1996ခုနှစ်မှာချန်ပီယံလိဖလားပါဝင်ပရီးမီးယားလိဖလား FA ဖလားတို့ကိုရယူခဲ့ပြီးအင်္ဂလန်ဘောလုံးသမိုင်းတစ်ရှောင်းပထမဆုံး Treble Champion အဖြစ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။အဲနောက်မန်စီးတီးအသင်းဟာလည်းဂွာလာလက်ထက်မှာပရီးမီးယားလိဖလား FA ဖလားနဲ့ကာရာဘောင်ဖလားတို့ကိုရယူခဲ့ပြီးပြည်တွင်းဖလား၃လုံးချန်ပီယံဖြစ်ခဲ့သလို2023ခုနှစ်မှာလည်းချန်ပီယံလိဖလား FA ဖလားနဲ့ပရီးမီးယားလိဖလားတို့ကိုရယူပြီး Treble Winner အဖြစ်ထပ်မံအောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒီသင်းစလုံးဟာအင်္ဂလန်ပရီးမီးယားလိဖလား FA ဖလားကာရာဘောင်ဖလားနဲ့ချန်ပီယံလိဖလားဆိုတဲ့ဖလားလေးလုံးချန်ပီယံပွဲကိုတော့ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ဒီဟာဒီမှာတော့အဲ့ဒီမှတ်တမ်းကိုစိုက်ထူသွားနိုင်ခဲ့တဲ့တင်းနေသောအသင်းကတော့အာဆင်နယ်အသင်းဖြစ်နေပါတယ်။အာဆင်နယ်အသင်းကမနေ့ကကစားခဲ့တဲ့ FA ဖလားပစ္စမစင်ပွဲစဉ်မှာဝီကန်အသင်းကိုဂိုးပြတ်အနိုင်ယူပြီးချန်ပီယံခြေစွမ်းကိုထပ်မံပြသနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ဒီပွဲစဉ်မှာပရိုင်းပွဲချိန်မိနစ်30အတွင်းမှာပဲဝီကန်အသင်းကိုအသက်ရှူပေါင်းပေးပဲဒရက်ဆက်ဖျားပေးကစားသွားခဲ့တာပါ။ရလက်ကတော့ပရာပိုင်းနိုင်ဝက်မပြည့်ခင်မှာ၄ဂိုးပြတ်သွားခဲ့တာပါ။ဒါပရီးမီးယားလိသမိုင်းမှာ FA ဖလားပွဲစဉ်တစ်ခုရဲ့ပထမမိနစ်30အတွင်း၄ဂိုးသွင်းနိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီလိုစင်ရင်သွင်းမှုစင်ရင်နိုင်ပွဲရယူနိုင်ခဲ့တာအာဆင်နယ်အသင်းအတွက်တော့ဖလားလေးလုံးလမ်းကြောင်းအတွက်ပုံမကောင်းမွန်တဲ့အားစားတစ်ခုဖြစ်လာခဲ့ပါတယ်။အာဆင်နယ်အသင်းအောင်ဒီပွဲစဉ်မှာ SC ရဲ့ခြေစွမ်းပြမှုနဲ့အတူပွဲစား7မိနစ်မှာအဖွင့်ကိုရရှိခဲ့တာပါ။ SC ရဲ့ဖန်တီးပေးမှုကိုမာရိုအကီကကန်သွင်းနိုင်ခဲ့တာပါ။ပရာဂိုရပြီးတော့9မိနစ်ကြာမှာပဲဒုတိယကိုထပ်မံရရှိခဲ့ပါတယ်။ဒီကိုလည်း SC ကမာတင်နယ်စီလန်ထိုးပေးလိုက်တာကနေမာတင်နယ်ကအပြင်းကန်သွင်းပြီးဒုတိယကိုရယူခဲ့တာပါ။အဲနောက်ဝီကန်အသင်းရဲ့ခံစီကစားမှာမတ်ကိုရဲ့အိုဂျီကိုကြောင့်အာဆင်နယ်တို့တရားဥဆောင်ရရှိခဲ့တယ်လို့ပွဲချိန်နဲ့16မိနစ်မှာတော့၄ဂိုးမြောက်အသင်းကိုနော်ကဲရဲ့ဖန်တီးပေးမှုကနေဂျေဆုကအလိုကျုံထောင်ချောက်ကိုဖောက်ထွက်ပြီးတော့ကိုသမားရဲ့ခေါင်းပေါ်ကနေကြော်ပြီးတော့လှလှပပသွင်းသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအာဆင်နယ်အသင်းဟာအဖေဖလားမှာ16အသင်းအဆင့်အထိကိုတက်ရောက်သွားခဲ့ပြီးဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိမှာလည်းမပေးစရာကို၄မှတ်သားနဲ့ဥဆောင်ထားနိုင်ခဲ့တယ်လို့လာမယ့်ဝုအသင်းနဲ့ပွဲစဉ်မှာသာနိုင်ရရှိခဲ့မယ်ဆိုရင်9မှတ်အထိဖြတ်သွားနိုင်မှာလည်းဖြစ်ပါတယ်။ပရီးမီးယားလိပြိုင်ပွဲကပြီးဆုံးဖို့12ပွဲထိကျန်ရှိနေသေးလို့အာဆင်နယ်အသင်းနဲ့မန်စီးတီးနဲ့ချန်ပီယံအဆုံးဖြတ်ပွဲစဉ်တွေလည်းကန်ရမှာဖြစ်တာကြောင့်လက်ရှိချိန်မှာတော့အဖက်ကနေအသာကြီးရနေလို့ပြောရမှာဖြစ်ပါတယ်။ချန်ပီယံလိပြိုင်ပွဲကိုကြည့်မယ်ဆိုရင်လည်းအာဆင်နယ်အသင်းဟာ၄ပွဲအဆင့်မှာတင်ရှစ်ပွဲစလုံးကိုနိုင်ယူခဲ့ပြီးတော့အုပ်စုပထမနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းဟာ16အသင်းရှုံးထွက်ကွာတာဖိုင်နယ်ဆီမီဖိုင်နယ်ပွဲစဉ်တွေအားလုံးရဲ့ဒုတိယအကြော့တွေကိုအိမ်ကွင်းမှာအိတ်ခံကစားရမှာဖြစ်တာကြောင့်တခြားအသင်းတွေနဲ့ဆိုင်အားသာတဲ့တစ်ခုရှိနေတာဖြစ်ပါတယ်။ကလောင်ဖလားပြိုင်ပွဲမှာတော့အာဆင်နယ်အသင်းဟာပြီးခဲ့တဲ့အပတ်ကပဲမြို့ကန်ပြိုင်ပွဲချဲစီအသင်းကိုနှစ်ကြော်ပေါင်း၄ဂိုးနဲ့နိုင်ရရှိခဲ့ပြီးဗိုလ်လူပွဲထိတက်ရောက်သွားခဲ့ပြီးဖြစ်ပါတယ်။ဝေဘာလီမှာကျင်းပမဲ့ဗိုလ်လူပွဲစဉ်မှာတော့အာဆင်နယ်အသင်းဟာမန်စီးတီးအသင်းနဲ့ရှင်းမဲ့ကစားသွားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ဟာအာဆင်နယ်အသင်းရဲ့ဒီယာဒီပထမဆုံးစူပလာအတွက်အဆုံးဖြတ်ဖြစ်လာနေတဲ့ပွဲစဉ်ဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့မန်စီးတီးအသင်းကိုအနိုင်ယူပြီးပထမဆုံးစူပလာတစ်ခုကင်မြောက်သွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်သွားရအောင်ပါဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့လက်ကျန်ပွဲစဉ်တွေမှာအမားကင်းကင်းနဲ့ရှေ့ဆက်သွားဖို့လိုအပ်နေပါတယ်။လက်ရှိချိန်မှာအာဆင်နယ်အသင်းကိုရှင်ကစားနိုင်တဲ့အသင်းဆိုတာကမရှိတော့ပါဘူး။တရားဒီလုံးရှုံးပွဲ3ပွဲသာရှိတာခဲ့တာကအာဆင်နယ်အသင်းရဲ့အခြေစွမ်းဘယ်လောက်ထိထက်မြက်နေဆိုတာတက်တည်ပြနေရရောက်ပါတယ်။တကယ်တော့အာဆင်နယ်အသင်းရဲ့အားနည်းချက်ကသူတို့အသင်းရဲ့ကစားမတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ကစားသမားတော်တော်များများဟာတကယ်အရေးအကြောင်းရဲ့ပွဲတွေဆိုရင်ဖျားဝင်တက်ပြီးမထင်မဲ့တဲ့ရလဒ်တွေထွက်ပေါ်တက်ပါတယ်။ဒီအမားတွေကိုပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်တော့အာဆင်နယ်အသင်းဟာဖလားလေးလုံးယူပြီးတော့ပထမဆုံးသမိုင်းတစ်ရေးထိုးသွားနိုင်ပွဲရှိနေပါတယ်။ဘောလုံးစလော့ကိုယုံကြည်စိတ်ကြွစွာဆော်ကစားခြင်းနဲ့ဆိုရင်တော့ဘိုင်ဝါချပေးထားတဲ့ဖုန်းနံပါတ်ကတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။